လောကဟိတဂမီရကျမ်းမှဖော်ပြထားတော့အချစ်မှာပူပင်များမလားအေးချမ်းရမလားဒီပြေကိုသိချင်တော့မိန်းမရဲ့နေနံကနန်းနဲ့ယောက်ျားရဲ့နေနံကနန်းနှစ်ပါးကိုပေါင်း၍တီကနန်းပြုရလာတဲ့တီကနန်းထဲက၄ခုနှုတ်ကြံကနန်းကိုခုနှစ်နဲ့စားပါတစ်ကျွင်း၃ကျွင်း၃ညကျွင်း၈ကျွင်းကပူပင်တော့ကများရတတ်တယ်နှစ်ကျွင်း၄ကျွင်း၅ကျွင်း၆ကျွင်းပါကအချစ်တာစီခိုင်မြဲနိုင်တယ်နောက်ထပ်တနည်းဖော်ပြမယ်လက်ရှိဘဝလက်တွဲပေါ်အဖြစ်တတ်မှတ်ထားသောချစ်သူနဲ့အကြောင်းပါမလားရပါမည်လားသိချင်ရင်ယခုမေးသောသူဤလက်ရှိအသက်ကိုတည်ကိန်းပြုရည်ရွယ်ထားသူနဲ့တင်ဤနေနံကနန်းနှစ်ပါးကိုပေါင်းထည့်ပါရလာတဲ့ကနန်းကိုခုနှစ်နဲ့စားပါတစ်ကျွင်း၃ကျွင်း၃ညကျွင်းမူတစုံတစ်ခုသောအကြောင်းများကြောင့်လွဲသွားတတ်သည်မရနိုင်ဟုမှတ်ရမည်၅ကျွင်းမူခက်ခဲခဲရင်းစွာကြံနိုင်လျင်ရမည်အနည်းငယ်စိတ်ပင်ပန်းရတတ်၏နှစ်ကျွင်း၄ကျွင်း၆ကျွင်းမူဧကန်ရတော်မည်မှသို့သောရမည်မှန်သိသောကြောင့်ပေါ့ပေါ့ဆဆမနေသင့်ချစ်ခင်ကျင်နာဂယုဆိုင်နိုင်ပါမှတော်ရာကြမည်မရနိုင်ဘူးဆို၍လည်းစိတ်တက်မကြနဲ့ကြိုးစားကမဖြစ်နိုင်တာမရှိနိုင်ဟုမှတ်ပါလေ